အားလုံးပေါ်မှာငြိမ်သက်ခြင်းရှိပါစေဒီနေ့နော်ဘုရားခင်နှုတ်ကပတ်တော်ထက်ဒီနေ့တိုက်တွန်းနှိုးဆော်ခြင်းတဲ့အရာလေးပေါ့နော်အဲ့တော့ဒီနေ့ကျွန်တော်တို့တနိုင်ငံလုံးထဲမှာဖြစ်ပျက်သွားတဲ့အရာပေါ့အထူးသဖြင့်စကိုင်းတိုင်းနဲ့မန္တလေးတိုင်းမှာပေါ့နော်အင်မတန်မှဝမ်းနည်းစရာကောင်းတဲ့တဘာဝပေးအန်ဒီတခုကိုကျွန်တော်တို့ကြုံတွေ့ခဲ့ရဖြစ်တယ်အင်မတန်မှဖြည့်ဆည်းမှုတွေနဲ့နော်လူတွေရဲ့ငိုကြွေးမှုတွေကိုကျွန်တော်တို့ဒီနေ့အားလုံးကြားရတာဖြစ်တယ်ကျွန်တော်တို့ငလျင်လဲကျွန်တော်တို့ခံစားလက်တွေ့ခံစားတွေ့ကြုံခဲ့ရတယ်ပေါ့နော်အဲ့တော့ဒီနေ့မှာကျတော့ကျွန်တော်ဘာပြောပြချင်လဲဆိုလို့ရှိရင်ဒီနေ့ကျွန်တော်တို့ကဒီလိုအခြေအနေမျိုးမှာကျွန်တော်တို့ဘာလို့လှုပ်ဆောင်ရမလဲပေါ့နော်အဲ့တော့ဒီနေ့ကျွန်တော်တို့ဒီလိုအခြေအနေမျိုးထဲမှာကျွန်တော်တို့တယောက်ကိုတယောက်အပြစ်တင်တယောက်ကိုတယောက်ဝေဖန်တာတွေထက်တင်မလားအပြစ်ရှိလို့စီရင်နေဆိုရဲအဲ့ဒီပြောတာထက်ကျွန်တော်တို့အသက်တာထဲမှာဒီနေ့လှုပ်ဆောင်ရမယ့်အရာကတယောက်နဲ့တယောက်ကိုညီဖေးမဖို့အတွက်အင်မတန်မှအရေးကြီးတဲ့အချိန်ဖြစ်တာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဗာလဲအပြစ်ရှိလို့ဒါစီရင်နေဆိုလို့ရှိရင်တော့ကျွန်တော်တို့တယောက်မှကြာမှာမဟုတ်ဘူးတင်မလားလူတွေထဲမှာအပြစ်မရှိတဲ့လူအပြစ်မလုပ်ဘူးတဲ့လူတွေဘယ်သူမှမရှိဘူးဒါပေမဲ့ဒီလိုအခြေအနေတွေထဲမှာကျွန်တော်တို့လှုပ်ဆောင်ရမယ့်အရာကဖြစ်စည်းသွားတဲ့လူတွေဦးမဲ့အိမ်မဲ့ဖြစ်သွားတဲ့လူတွေသာသမီဆုံးရှုံးခံရတဲ့လူမိဘဆုံးရှုံးသွားတဲ့လူတွေများစွာရှိတာဖြစ်တယ်အဲ့လူတွေကိုကျွန်တော်တို့ကတယောက်နဲ့တယောက်ဖေးမှကူညီပေးတတ်ဖို့အတွက်အင်မတန်မှအရေးကြီးတဲ့အချိန်ဖြစ်တာဖြစ်တယ်အာမင်ကျွန်တော်တို့ထိုင်ကြည့်နေုံနဲ့ဘာမှမဖြစ်လာဘူးအဲ့တော့ကျွန်တော်တို့ကဒုက္ခရောက်နေတဲ့အရာတွေကျွန်တော်တို့ comment ပေးတယ်တနာတယ်အဲ့လိုမျိုးတွေ comment ပေးဒါကောင်းလားဆိုတော့ကောင်းတယ်ဒါပေမဲ့ဒီနေ့ကျွန်တော်တို့အသက်တာထဲမှာလက်တွေ့ဘယ်လိုကူညီပေးရမလဲဘယ်လိုလှုပ်ဆောင်ပေးရမလဲလူသားချင်းစာနာမှုနဲ့ကျွန်တော်တို့ကဒီလိုအခြေအနေထဲမှာအထူးသဖြင့်မေတ္တာပြနိုင်သောသူတွေဖြစ်ဖို့အတွက်အရေးကြီးတာဖြစ်တယ်အာမင်တင်းနှလုံးသားကိုတုံ့လောက်ပါတယ်တင်းသက်တာအနံ့ပါဒုက္ခရောက်နေတဲ့လူတွေခက်ခဲမှုတွေနဲ့ကြုံတွေ့နေရတဲ့လူတွေကိုတင်းဘယ်လိုကူညီပေးရမလဲဆိုရက်အဲ့ဒီနှလုံးသားကိုဒီနေ့ကျွန်တော်တို့ကဗာလဲတုံ့လောက်ဖို့အတွက်ဖြစ်တာဖြစ်တယ်ဒီနေ့ဒီကာလတွေမှာကိုနဲ့ဆက်ဆိုင်တော်သူကိုနဲ့အမြတ်ချစ်ချင်းဆိုရက်အရာကိုကျွန်တော်တို့ကဗာလဲသက်တည်ပြဖို့အတွက်အချိန်ကာလဖြစ်တာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ရောက်တဲ့နေရာမှာကျွန်တော်တို့ရှိတဲ့နေရာမှာအဲ့ဒီအရာတွေကိုဒီနေ့လှုပ်ဆောင်ဖို့အတွက်ကျွန်တော်ခွာပေးချင်တာဖြစ်တယ်ဟိုကနောက်ဆုံးသောကာလဟိုဖြစ်ပြီဆိုရက်အဲ့ဓာတွေပြောမယ်ဆိုဒီနေ့လက်ရှိအခြေအနေထဲမှာကျွန်တော်တို့ကဗာလဲဒုက္ခရောက်နေတဲ့လူတွေကိုဖေးမကူညီပေးခြင်းဟာဖခင်သခင်နှစ်သက်သောအရာဖြစ်တယ်ဆိုရကိုကျွန်တော်ပြောပြချင်တာဖြစ်တယ်အဲ့တော့ဒီနေ့ရှင်မာရိကောင်းသောရှင်မာရိအကြောင်းလေးကိုကျွန်တော်နင်းငယ်ယေရှုခရစ်တော်ဘုန်းဥပမာပေးခဲ့တဲ့အကြောင်းပေါ့နော်အဲ့တော့ဒီနေ့ဒီမှာဗာပြောလဲဆိုလို့ရှိရင်ကျမ်းသက်တယောက်ကယေရှုစီကိုလာပြီးမှဗာပြောလဲဆိုလို့ရှိရင်သာရအသက်ကိုရပွင့်ဘာလို့ရမလဲဆိုမှသူကစုံစမ်းပြီးမှယေရှုလာအဲ့ချိန်မှာယေရှုကဗာပြောလဲဆိုပညတ်တရားတွေထဲမှာဘယ်လိုဖော်ပြထားလဲဆိုမှပြောတဲ့ခါမှာအဲ့ကျမ်းသက်ကတင်းဖျားခင်သာရဖျားကိုစိတ်နှလုံးအကျွေးမဲ့ညံရှိသမျှနဲ့ချစ်ပါဆိုမှပြောပြီးရင်ဗာလဲကိုနဲ့ဆက်ဆိုင်တဲ့သူကိုနဲ့မြတ်ချစ်ပါဆိုမှပြန်ပြီးမှရေးထားတယ်ဆိုမှပြောရပါတော့အဲ့ချိန်မှာယေရှုကမင်းပြောတဲ့အတိုင်းဖြစ်တယ်တဲ့ပြီးရင်ဗာလဲမဘေးသူတို့ပြုလေအသက်ကိုရမည်ဟုတ်မိတ်တော်သူကလည်းအပေသူအဲ့ချိန်မှာကိုနဲ့ဆက်ဆိုင်တော့သူကိုနဲ့မြတ်ချစ်ပါဆိုရအဲ့လိုပြောတဲ့ချိန်မှာယေရှုကလည်းမင်းပြောတဲ့အတိုင်းဖြစ်တယ်တဲ့အဲ့ချိန်မှာအဲ့ကျမ်းသက်ကဗာပြောငါနဲ့ဆက်ဆိုင်တဲ့သူကဘယ်သူလဲဆိုမှပြောသူကအပြစ်မရှိတယ်လို့ဟန်ဆောင်ပြီးမှပြောရတယ်နော်ဒါပေမဲ့ယေရှုခရစ်တော်အဲ့မှာပုံဥပမာလေးတစ်ခုပြောတယ်တရက်မှာတဲ့နော်တရက်မှာဒါရှင်လုကာခန်းကြီး25အငယ်အခန်းကြီး30အငယ်25ထဲမှာပါတဲ့အကြောင်းလေးပေါ့နော်ယေရုရှလင်မြို့ကနေလူတယောက်ကယေရိခေါမြို့ကိုသွားတဲ့လမ်းမှာဓမြတိုက်ခံရတယ်တဲ့ဓမြတိုက်တဲ့လူတွေကလည်းဗာလဲသူ့ကိုရိုက်နှက်ပြီးမှဒီမှာလမ်းမလျှောက်နိုင်ရိုက်နှက်ပြီးမှအဲ့မှာလမ်းမှာပြစ်ထားပြီးမှဗာလဲသူ့ရဲ့စီးစင်တွေယူသွားရုံမကဘဲနဲ့သူ့ရောဗာလဲရိုက်နှက်ပြီးမှထားခဲ့တယ်အဲ့မှာပထမအဆုံးဘသူကတွေ့လဲဆိုလို့ရှိရင်ဂျစ်ဘရိုဟိတ်လူကတွေ့တယ်ဂျစ်ဘရိုဟိတ်လူဆိုတာဖះရဲ့လူဖြစ်တာဖြစ်တယ်ဂျစ်ဘရိုဟိတ်ဆိုတာတမဟောင်းထဲမှာဆိုရင်ဗာလဲဖះရှိမှရက်နေသူလူနဲ့ဖះရဲ့ကြားမှာသူကဗာလဲဂျစ်ပူဇော်ပေးတဲ့အရာတွေတမဟောင်းထဲမှာလှုပ်ဆောင်ပဲအဲ့သူကပထမအဆုံးတွေ့ကြည့်တဲ့ခါမှာကြည့်ပြီးမှသူကကြော်သွားတယ်တဲ့ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာဆင်ခြင်ရမယ့်အရာကဖះတရားတွေကိုကျွန်တော်တို့ပြောနေပြီးမှ
ကျွန်တော်တက်တာသေးမှာလက်တွေ့သူတစ်ပါးကိုချစ်ချင်းသူတစ်ပါးကိုကူညီချင်းမရှိတဲ့အရာတွေအလုံးအချင်းကြီးပဲဖြစ်တာပဲအဲ့ကြောင့်ကျွန်တော်တို့ကတကယ်ဒီချိန်ဒီကာလတွေထဲမှာကျွန်တော်တို့ဘာလုပ်ဆောင်ရမလဲကျွန်တော်အဲ့ဒီဒုက္ခရောက်နေတဲ့လူတွေကိုဒီတိုင်းငေးကြည့်ပြီးမှကြော်သွားတယ်လို့မဖြစ်ပဲနဲ့ဒီတိုင်းတနာပါတယ်ဆိုပြီးမှသိမလားစကားလေးတစ်လုံးပြောပြီးမှကြော်သွားတယ်လို့မဟုတ်ပဲနဲ့တကယ်အဲ့လူတွေကိုကျွန်တော်တို့ကဘာလဲဘလူနီးသားနေနဲ့ကူညီပေးရမလဲဘလူဖေးမပေးရမလဲဆိုတဲ့အရာကိုကျွန်တော်တို့ကဘာလဲလှုပ်ဆောင်ဖို့အတွက်အရေးကြီးတာဖြစ်တယ်အဲ့မှာနော်ဂျစ်ဘရိုဟိတ်လူကသူ့မြင်တယ်ပြီးကြည့်ပြီးမှဘာလဲကြော်သွားတယ်တဲ့ဒီမှာချမ်းသာသေးမှာဒီလိုမသက်ရှိတော့အခါပြစ်ထား၍သွားကြ၏ထူလန်းသူဂျစ်ဘရိုဟိတ်တယောက်ဒီအမတ်တမဲ့သွား၍ထူလူနာကိုမြင်လေလွဲ၍သွားလေဤတဲ့သူနီးသူတဲ့နောက်တစ်ယောက်ကဘယ်လူလဲဆိုလေဝိလူဆိုတာလေဖះရဲ့အမှုကိုဆောင်ရတဲ့လူဖြစ်တာဖြစ်တယ်အဲ့လူကလေမြင်တယ်အဲ့လမ်းလာတဲ့အချိန်မှာတမရတိုက်ခံရတယ်အဲ့မှာလေးနေတဲ့နာကျင်မှုတွေခံစားနေရတဲ့မြင်တယ်ဒါပေမဲ့ပါလေအဲ့လူကလေကြော်သွားတယ်ဆိုမှပြောတာဖြစ်တယ်အဲ့ကြောင့်ကျွန်တော်တို့ရဲ့အတ္တတာထဲမှာတခါတည်းမှာနော်ခေါ်ပြောတွင်တင်ရတဲ့အချိန်ရှိတယ်တခါတည်းမှာကျွန်တော်တို့ကလက်တွေ့ဒီຢာတွေကိုလှုပ်ဆောင်ပြီးမှလူတွေကိုကူညီဖေးမရမယ်နှလုံးသားရှိဖို့အတွက်အင်မတန်မှအရေးကြီးတာဖြစ်တယ်အာမင်အပြိုးကောင်းဖို့တတ်ပဲမဟုတ်တကယ်ကျွန်တော်တို့ရဲ့အတ္တတာထဲမှာဒါတွေကိုတကယ်လှုပ်ဆောင်ဖို့အဲ့ဒါကြောင့်ဒီနေ့ဒီချိန်မှာပါလှုပ်ဆောင်လူတွေကိုကူညီပါလူတွေကိုတကယ်ယေရှုခရစ်တော်လူတွေကိုချစ်ခဲ့တဲ့ညီသူတင်ကိုယ်တိုင်လဲအဲ့လိုချစ်နိုင်ဖို့တဲ့တတ်တော်ဆက်ကပ်ပြီးမှပါလေလူတွေကိုဖေးမှပါဆိုမှကျွန်တော်ခေါင်းပေးချင်တာပဲနောက်ဆုံးဘယ်သူတွေ့လဲဆိုလို့ရှိရင်ရှင်မာရိလူတယောက်လာတယ်ရှင်မာရိလူတယောက်လာတဲ့ခါမှာအဲ့လူနာကိုတွေ့တဲ့ခါမှာ तू ကချစ်ချင်းပဲပါလေသူစီမှာရှိတဲ့ဆေးလေးလိမ့်မှ तू ကပါလေသူကတကယ်ကျတော့ဆက်ပြီးမှခီးသွားရမှာဖြစ်တယ်ဒါပေမဲ့အဲ့လူနာကိုခေါ်မှပါလေအိမ်ကိုအပ်ခဲ့တယ်ပြင်ပါပြောလို့ဆိုအဲ့အိမ်ကိုအပ်ပြီးမှဒီမှာနော်ကျွန်တော်စံစာလေးကိုဖတ်ပြမယ်နော်33ထဲမှာရှင်မာရိလူတယောက်ဒီခီးသွားရတဲ့ထူလူနာရှိရသူရောက်၍မြင်တော့အခါဂယုဏစိတ်ရှိတည်နှင့်ချင်းကပ်၍သူ၏အနာများကိုစီနှင့်စပြည့်ရည်ထိလက်အဝတ်နှင့်စီးပြီးလင်မိမိတရိษံပေါ်မှာတင်၍ဇယိတ်တစ်ခုသို့ဆောင်သွားပြုစုလေ၏နက်ဖြန်နေ၌ထွက်သွားသောအခါတင်နာ၏နှပြားကိုထုတ်၍ဇယိတ်ရှင်အားပေးလက်ဤသူကိုကြည့်ရှုပြုစုပါကုံသမျှကိုငါပြန်လာသောအခါဆက်ပေးမိဟုဆို၏တဲ့ဒီမှာရှင်မာရိလူဆိုလို့ရှိရင်တကယ်ကြတော့ဂျူးလူမျိုးတွေအိမ်မသားမမုန်းတီးတဲ့လူဖြစ်တာဖြစ်တယ်ဘာလို့ဆိုကာပြားဥမာယူရှင်းပြောရင်သိမလားအဲ့ဒါကြောင့်မျိုးမစစ်တဲ့လူဆိုမှတို့ကအဲ့ဒီမြို့ထဲကိုသွားတော့မသွားနော်အဲ့လောက်ထိမုန်းတီးတာပေါ့နော်ဒါပေမဲ့အဲ့ဒီရှင်မာရိလူကအဲ့လူနာကိုတွေ့တဲ့ခါမှာသူရောမသိပါဘူးသိမလားသူကြိုပြီးမှသွားလို့ရတယ်ဒါပေမဲ့သူကအဲ့ဒီနေရာမှာဘာဖြစ်လဲဆိုရင်တနာတဲ့စိတ်ရှိတယ်တဲ့တနာတဲ့စိတ်ဒီနေ့ဒီကာလတွေထဲမှာကျွန်တော်တို့ကဗာလဲတနာတဲ့စိတ်ရှိပါဆိုမှကျွန်တော်ပြောပေးချင်တယ်တင်ပတ်ဝန်းကျင်မှာဒုက္ခရောက်နေပြီတနာတဲ့စိတ်ရှိပါဘူညီချင်တဲ့စိတ်ရှိပါတင်မလားလူရဲ့ဘဝဟာအနှိမ့်မြင့်တတ်ကြတင်မလားဖြစ်တဲ့ခါမှာတစ်ခါတည်းပွင့်လာတဲ့တစ်ခါတည်းချုပ်တွေ့သွားတဲ့အချိန်ကာလတွေရှိတယ်တယောက်နဲ့တယောက်ဖြတ်တန်းနေရတဲ့ကာလတွေမတူဘူးအဲကြောင့်အဲ့ဒီအချိန်တွေထဲမှာတင်ဟာဒီနေ့ဒီချိန်တွေထဲမှာတင်ဟာလူတွေကိုပါလဲတနာတဲ့စိတ်ရှိဖို့အတွက်ကျွန်တော်ခေါင်းပေးချင်တာဖြစ်တယ်ရှင်မာရိလူကဲ့သို့ဖြစ်ပါစေအာမင်သာရဖျားရဲ့အမှုတော်ဆောင်ယစ်ပရောဟိတ်လေဝိလူတွေကပါလဲကြော်သွားတယ်ဒါပေမဲ့ရှင်မာရိလူကဖြစ်လာတဲ့ခါမှာအဲ့လူကိုတူတော်မတီးတဲ့လူတမရတိုက်ခံရတဲ့လူကြည့်တဲ့တွေ့တဲ့ခါမှာပါလဲတနာတဲ့စိတ်ဝင်ပြီးမှ तू ကအဲ့ဒီလူကိုသူ့ရဲ့အနာတွေကိုစပြည့်ရလိမ့်ပေးတယ်ပင်စီရတဲ့ခုမှ तू အပ်ခဲ့တယ်ပြီးတင်မလား तू မှပါတဲ့တန်နိုင်နှပြားကိုပေးခဲ့တယ်ပြီးကြံတဲ့ကုန်ကြမဲ့ငွေအားလုံးကို तू ပြန်လာတဲ့ချိန်ရှင်းပေးမယ်သူ့ကိုပါလဲပြုစုပေးထားပါဆိုမှ तू ကအပ်ခဲ့တယ်အဲကြောင့်ကျွန်တော်တို့ရဲ့အသက်တာထဲမှာငဲကြည့်ယုံနဲ့မပြီးဘူးကျွန်တော်တို့ကအဲ့ဒီဒုက္ခရောက်သွားတဲ့လူတွေပါလဲတနာတဲ့စိတ်နဲ့ကျွန်တော်တို့ကမေတ္တာနဲ့အဲ့ဒီလူတွေကိုကူညီဖေးမဖွင့်တဲ့ကျွန်တော်တို့လှုပ်ဆောင်ဖွင့်တဲ့ဖြစ်တာဖြစ်တယ်အဲကြောင့်တင်နေကနေစပြီးမှဒါကိုဆင်ခြင်ပါတကယ်ပြင်မလားလူမျိုးခွဲခြားခြင်းမရှိဘဲနဲ့တကယ်ယေရှုခရစ်တော်ရဲ့မေတ္တာတဲ့အသက်တာထဲမှာရှိတဲ့နေမြအဲ့ဒါကိုတကယ်လှုပ်ဆောင်ပါဆိုမှကျွန်တော်ခွင့်ပေးချင်တာဖြစ်တယ်အဲကြောင့်ဒီနေ့တယောက်နဲ့တယောက်ဖေးမကူညီရအောင်ငဲကြည့်ုံနဲ့ဘာမှအလုပ်ဖြစ်မှာမဟုတ်ဘူးအဲကြောင့်တင်းရဲ့အသက်တာထဲမှာတင်းနှလုံးသားကိုတွန်းလောင်းပါတကယ်ပဲအဲ့ဒီဒုက္ခရောက်နေ
လူတွေဒုက္ခရောက်သွားတဲ့လူတွေကိုကိုညီဖွင့်အတွက်တဲ့နှလုံးသားကိုတူနှောင်းပါကိုညီနိုင်မဲ့ညီလာနေကိုလှုပ်ဆောင်ပါဆိုပြီးမှဒီနေ့တည်မလားအရောက်ချင်းစီတိုင်းကိုနှိုးဆော်ချင်တာဖြစ်တယ်ဒီနေ့ကျွန်တော်တို့တည်မလားဘုရားရဲ့အလှတော်ကောင်းကင်ဘုံနဲ့ပြီးဆုံးတဲ့မြေကြီးပေါ်မှာကျွန်တော်တို့ကဗာလဲလူတွေကိုယေရှုခရစ်တော်မြတ်တာပြခဲ့တဲ့ညီတို့ကျွန်တော်တို့အိုးချင်းစီတိုင်းမှာလဲအဲ့ဒီလက်တွေ့အသက်တာထဲမှာလှုပ်ဆောင်ပေးဖို့အတွက်လိုအပ်တယ်ဆိုတဲ့အလေးကိုကျွန်တော်ဒီနေ့နေငယ်အဖြစ်တိုက်တွန်းနှိုးဆော်ခွန်အားပေးချင်တာဖြစ်တယ်အားလုံးကိုဘုရားခင်ကောင်းချီးပေးပါစေ